Arsenal vs Aston Villa Premier League ပွဲစဉ်သုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာနောက်90မိနစ်မှာကြိုးစားပါရခင်ဗျာကျွန်တော်90ပါအဲ့တော့ကျွန်တော်ဒီနေ့ညမှာကတော့ဒါ Premier League ပွဲကောင်းတွေအများကြီးပဲရှိတဲ့ညပေါ့နော်ဆိုတော့အဲ့ထဲကမှကျွန်တော်ကပွဲကြီးပွဲကောင်းတစ်ပွဲနဲ့ကြီးကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်အာဆင်နယ်နဲ့ Aston Villa ပွဲစဉ်လေးကိုကျွန်တော်သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့သုံးသက်ချက်လေးမလုပ်ခင်မှာကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like and follow လေးလုပ်ခဲ့ပေးဖို့လည်းညီကိုတွေမမေ့နေဘူးဗျအဲ့တော့ကျွန်တော်ဒီပွဲစဉ်လေးစပြီးတော့သုံးသက်လိုက်အောင်ပါအာဆင်နယ်အိမ်ဝင်း Emirates မှာလက်ခံကစားရမယ်Aston Villa ကတော့အဝေးကွင်းလာအောင်ရင်ဆိုင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနှစ်သင်းရဲ့ပွဲစဉ်ကဘာလို့ကြီးကောင်းမလဲဆိုလို့ရှိရင်ရှေ့တကြောတွေးခဲ့တုန်းကအတော်လေးပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီးတော့အတော်လေးလည်း hype ခဲ့တယ်ပြီးရင်နောက်ပြီးတော့ Titan Challenger နှစ်သင်းဖြစ်တယ်လက်ရှိမှာဒါ Arsenal Man City Aston Villa 3သင်းကအမှတ်ကွာဟချက်ကျင်းမြောင်းစွာနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကကျွန်တော်ကြီးကောင်းလာမဲ့ပွဲစဉ်တစ်ပွဲလို့သတ်မှတ်လို့ရတယ်ပေါ့နော်ဆိုတော့ Arsenal ဘက်ကိုကျွန်တော်လူစင်းရ formation အရကျွန်တော်သွားပြီးတော့ကြည့်မယ်ဆိုရင် Arsenal နဲ့ဒီပွဲစဉ်ကို Declan Rice ကတော့ကွင်းလေပိုင်းပြန်ရောက်လာဖို့များတယ် Julian Timber ဒီပွဲစဉ်ကိုပြန်ပြီးတော့ပါဝင်လာမယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ဒီ Zubimari Rice Abrache Aziz ဆိုပြီးလို့ပဲပေါ်ထွက်လာဖို့များတယ်လို့ကျွန်တော်အနေနဲ့ဒါသုံးသပ်မိတယ်ပေါ့ဆိုတော့ Martin Odegaard ကတော့ဒီနေ့ပွဲစဉ်ကိုဒါပါဝင်လာမှပါဝင်လာဘူးလားဆိုတာကတော့ဒါနီးပြအဒီတာကပဲပို့ပြီးသိလိမ့်မယ်ကျွန်တော်ရဲ့ဒီစိတ်ကူးစိတ်တန်ရဆိုရင်လက်ရှိမှာဒါ Declan Rice ကိုကွင်းလေပို့ UN တင်းမှညာချမ်းပြန်ထွက်ဆော့ပြီးတော့ Abrache Aziz Declan Rice ဒီ Abrache Aziz Declan Rice ကျွန်တော် Zubimari တွဲပြီးတာက Arsenal တော့ပို့ပြီး impact ပို့ပြီးကြီးလိမ့်မယ်လို့ကျွန်တော်တို့သုံးသပ်မိတယ်ပေါ့နော်ဆိုတော့တစ်ဖက်ကကျွန်တော်ဒီ Aston Villa ကိုသွားကြည့်မယ်ဆို Aston Villa ကဒီပွဲစဉ်ကိုအနေငယ်ဒီလူစင်းအားရရော့တယ်ဗျ Martinez နဲ့ဒီကင်မရာမှာပါတာကဘယ်နေရာကိုသွားပြီးတော့စိုးဝါးစေတယ်လဲဆိုလို့ရှိရင် defensive midfielder line မှာ Onana နဲ့ဒီကင်မရာရှိတာကနောက်တန်းအတွက်အတော်လေးလေးအထောက်အကူဖြစ်တယ်လို့မျိုးရှေ့တန်းအတွက်လည်းအထောက်အကူဖြစ်တယ်ဘာလို့ရှေ့တန်းအထောက်အကူဖြစ်လဲဆိုလို့ရှိရင်သူတို့နှစ်ယောက်အထိုင်ဆော့နေတဲ့အခါမျိုးမှာ Yuri Tielemans က CM နေရာမှာတော်တော်လေး light ဆော့ပေးနိုင်ပြီးတော့ဒီကွင်းလည်နဲ့ချိတ်ပြီးတော့ triangle ပုံစံဆော့တာမျိုးတွေမှာအတော်လေးအားတန်တယ်အဲ့တော့Aston Villa ရဲ့ဒီနှစ်ယောက်ဒဏ်ရာရမှုကအတော်လေးကြီးသွားစေနိုင်တယ်တာသွားနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်။ Onana တော့ပြန်ပြီးတော့ဒီပွဲစဉ်ကိုပါလာမယ်ဆိုပေမဲ့ Tielemans ဒီ CDN နေရာကိုဆင်းဆော့ပေးရပုံများတယ်။ဒီနေရာမှာတိုက်စစ်ကိုအနေငယ်လေးချောသွားနိုင်ပြီးခံစစ်ပိုင်းအရာလည်းအနေငယ်လေးချောသွားနိုင်တဲ့ခဏတစ်ခုမှရှိတယ်။ဒါပေမဲ့ဘောလုံးပွဲတွေကကျွန်တော်မထင်မှန်ထားတာအများကြီးဖြစ်တာဖြစ်တဲ့အတွက်ဒါက data သက် formation သုံးသက်ချက်ဒီ technical analysis သက်ပဲဖြစ်တယ်ပေါ့နော်။ဆိုတော့ Arsenal ကပုံမှန်အားဖြင့်ဆိုသူ့အနေနဲ့ဒီ reverse တွေလုပ်တဲ့နေရာမှာဒီနောက်ပိုင်းအတော်လေးကောင်းပြီးတော့နီးပြ data ရဲ့လှုံ့ဆော်နိုင်စွမ်းကြောင်းလည်းဒီလိုပွဲစဉ်မျိုးတွေကိုအနိုင်ရရှိတဲ့ကဏ္ဍတွေအများကြီးတွေ့ကြပြီတော့ဆိုတော့ပြီးခဲ့တဲ့အနည်းဆက်ဆုံးဆို Bayern Munich နဲ့ပွဲစဉ်တွေပါတော့ပေါ့အဲ့တော့ဒီနေ့ပွဲစဉ်မှာလူစင်းအင်အားရ Arsenal ပိုတာတယ်အိမ်ဝင်းလည်းဖြစ်တဲ့အလျောက်Arsenal ပဲဒီနေ့ပွဲစဉ်ကိုနိုင်ရရှိသွားလိမ့်မယ်လို့ထင်တယ်ကျွန်တော်เนี่ยဒီ1.45ဆိုတဲ့အနေထားမှာအဲ့45ကိုကျွန်တော်ရင်းမယ်လူစင်းအင်အားရော့နေတယ်အဝေးဝင်လာအောင်ရင်ဆိုင်ရမယ် Aston Villa ကိုကျွန်တော်ဒီနေ့ပွဲစဉ်မှာမရွေးချယ်ချင်ပါဘူးခင်ဗျာကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာ Arsenal ဘက်မှာကျွန်တော်ရှိမယ် Arsenal နဲ့တော့9နဲ့တော့နိုင်မယ်ဗျာကျွန်တော်ရောကျွန်တော်တို့ရှင်းရမယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်ကို Arsenal ကိုပဲကျွန်တော်ရိုးရှင်းရှင်းလေးရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာကောင်းမွန်သောနေ့တွေကိုဝန်ဆန်နိုင်ကြပါစေနောက်ထပ်ဗီဒီယိုတစ်ပုဒ်ကျွန်တော်ထပ်ပြီးတော့ရှိပါအောင်မယ်ဗျာ